အားလုံးပဲမင်္ဂလာပါကျမအခုပြောပြချင်တဲ့အကြောင်းအရာလေးကတော့နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေး၅ခုရဲ့ logo တွေနောက်ွယ်ကအကြောင်းအရာများကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျမတို့တွေရုပ်ရှင်ကြည့်တဲ့အခါအစာပိုင်းမှာပေါ်လာတဲ့ရိုက်ကူးရေးနဲ့ထုတ်လုပ်ရေးဆိုင်ရာအမှတ်အသားတွေကိုပရိသတ်ကြီးတို့သတိထားမိပါလိမ့်မယ်ဒီနေ့မှာတော့ကျမကဒီလိုမျိုးထုတ်လုပ်ရေးအမှတ်အသားတွေပြရတဲ့အကြောင်းရင်းနဲ့သူတို့ရဲ့နောက်ွယ်ကအကြောင်းအရာလေးတွေကိုပရိသတ်ကြီးကိုဗဟုသုတရအောင်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်Dreamworld 1994ခုနှစ်လောက်တုန်းကဒိတ်ဒိတ်ကျဲလူ3ဦးလို့ပြောလို့ရတဲ့ဒါရိုက်တာစတီဗင်စပိုင်ယာဘတ်ချ်ဝေါ်တစ်စနီရဲ့ဒါရိုက်တာဂျက်ဖရီကာဆင်ဘတ်ချ်နဲ့တေးထုတ်လုပ်သူတအုပ်ဖြစ်တဲ့ဒေးဗစ်ဂါဖန်တို့ဟာအခုလူတော်တော်များများသိနေကြပြီဖြစ်တဲ့ Dreamworld Studio ကိုအတူတူပူးပေါင်းပြီးထူထောင်ခဲ့ကြပါတယ်။ကျမတို့မြင်နေရတဲ့လာချမ်းပေါ်ကငားများနေတဲ့ကောင်လေးဟာလေ Dreamworld ရဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။ Robert Han ဆိုတဲ့ illustrator တဦးကို Dreamworld ရဲ့ logo motion ပုံချမ်းကိုအပ်ခဲ့ပါတယ်။ Robert ဟာ logo ထွက်လာဖို့နဲ့ motion ပုံအဖြစ်ပြောင်းလဲဖို့အချိန်3လလောက်ယူခဲ့ရပြီးထွက်လာတဲ့ result ဟာလည်းကျင်းနေစရာဖြစ်နေတာကြောင့် Steven ဟာလာချမ်းပေါ်ကငားများနေတဲ့ကောင်လေးကို Dreamworld ရဲ့ logo အဖြစ်ယူထားလိုက်တာဖြစ်ပါတယ်။ဒါနဲ့စကားမဆက် Dreamworld logo ဟာငားများနေတဲ့ကောင်လေးက logo ဖန်တီးသူ Robert ရဲ့သား William Han တဲ့နော်Metro Goldwyn Mayer ဒီချင်းသေးကြီးကိုတော့လူတိုင်းသိကြမှာပါအမေရိကန်တရေးဆရာတဦးဖြစ်တဲ့ Howard ဟာ Leo လို့ခေါ်တဲ့ချင်းသေးကြီးဟိန်းဟောက်တန်ကိုအသုံးပြုပြီး Metro Goldwyn Mayer အတွက် logo ကို1924ခုနှစ်မှာဖန်တီးပေးခြင်းခဲ့တာဖြစ်ပါတယ်ဒီနေရာမှာလဲလူတွေပြောစမှတ်တွင်ခဲ့တဲ့ချင်းသေးကြီးရဲ့အကြောင်းကစတင်ခဲ့တာဖြစ်ပါတယ်ပရိသတ်ကြီးတို့တီမလာတော့မပြောတတ်ပေမဲ့ Leo ရဲ့နေရာမှာတောက်လျှောက်ဝင်ပေးခဲ့ရတဲ့ချင်းသေးကြီး6ကောင်ရှိပါတယ်ပထမတစ်ကောင်ကတော့ Science ဖြစ်ပြီး Science ဟာငင်းငင်းနေနေတာကြောင့်သူပါတဲ့ logo animation မှာဆိုရင်ချင်းသေးကြီးထိုင်နေတာကိုပဲတွေ့ရမှာဖြစ်ပါတယ်။နောက်တစ်ကောင်ကတော့ Jackie လို့ခေါ်တဲ့ချင်းသေးကြီးဖြစ်ပါတယ်။ Jackie ဟာ Metro Goldwyn Mayer ရဲ့သမိုင်းမှာပထမဆုံးဟိန်းဟောက်တဲ့ချင်းသေးဖြစ်ပါတယ်။အဲဒီတုန်းကအဖြူမဲရုပ်ရှင်တွေဟာအတန်တိတ်ဖြစ်တာကြောင့် Jackie ဟိန်းရဲ့အတန်ကိုသက်သက် record ထားရပြီးရုပ်ရှင်ပြလို့ logo ပေါ်လာပြီဆိုရင်သူ့ရဲ့အတန်ကိုပါဖွင့်ပြရတာဖြစ်ပါတယ်။ Paramount Picture ထုတ်လုပ်ရေး investor Adobe Zaka နဲ့ Proman ညီကိုတွေဟာ Paramount Picture ကို1912ခုနှစ်မှာစတင်တည်ထောင်ခဲ့ကြပါတယ်။အဲ့ဒီအချိန်ကာလတုန်းက Paramount Picture ဆိုတဲ့နာမည်ထက် Famous Player Film Company ဆိုပြီးနာမည်အရင်ကြီးခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ကျေတွေအပြည့်ပတ်နေတဲ့နှင်းရည်ခဲတောင်ကြီးကို Paramount Picture ရဲ့ကနဝင်ဆန်လာတဲ့မိုးရှိတစ်ခုဖြစ်အောင် illustrator တဦးဖြစ်တဲ့ William Hodgkinson ဟာဖန်တီးပေးခဲ့ပါတယ်။ဝီလီယံဟာအဲ့ဒီပုံရိပ်ကိုဖန်တီးစဉ်အချိန်မှာဆိုရင်သူငယ်စဉ်ကမြင်ခဲ့ရတဲ့ဥတာပီကဘန်လိုမောက်ဆိုတဲ့တောင်ကြီးကိုအခြေပြုပြီးဖန်တီးခဲ့တာဖြစ်ပါတယ်။တောင်ကြီးကိုပတ်နေတဲ့ကျဲအရေအတွက်ကတော့24ခုဖြစ်ပြီးစတူဒီယိုနဲ့စာချုပ်ချုပ်ထားတဲ့ကဘာကျော်ရုပ်ရှင်မင်းသားမင်းသမီးတွေကိုကျဲပွင့်အသွင်ကိုစားပြုထားတာဖြစ်ပါတယ်။ Walt Disney Walt နဲ့ Ryan ဆိုတဲ့ Disney ညီနောင်နှစ်ဦးဟာ Walt Disney ကိုစတင်အသက်သွင်းခဲ့ကြတဲ့ပဲ့ကိုင်ရှင်နှစ်ဦးဖြစ်ပါတယ်။1932ခုနှစ်တုန်းကဆိုရင် Walt Disney ဆိုတာဟာတာမန် motion တွေကိုပြုလုပ်တဲ့ studio တစ်ခုလိုမျိုးရှိနေခဲ့ပေမဲ့နောက်ပိုင်းမှာတော့တစားအောင်မြင်မှုတွေစတင်ရရှိလာခဲ့ပါတော့တယ်။သူတို့ရဲ့တစားကြီးထွားမှုဟာဘယ်လောက်ထိများပြားလဲဆိုရင် Hollywood ရဲ့အကြီးဆုံး studio တစ်ခုအနေနဲ့တောင်ရက်တည်သွားနိုင်တဲ့အထိကြောက်ခမန်းလေးအောင်မြင်ခဲ့တာဖြစ်ပါတယ်။အခုဆိုနိုင်ငံပေါင်း17နိုင်ငံမှာ Disney Park Disneyland ဆိုပြီးရှိလာတဲ့အပြင်Water Park နဲ့အခြားသော TV channel line တွေကိုပါပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ Disney ရဲ့ logo ဟာတကမ္ဘာလုံးကမသိတဲ့သူမရှိလောက်အောင်နာမည်ကြီးပေမဲ့ logo တွေကရဲတိုက်ကြီးဟာဘာကိုရည်ညွှန်းလဲဆိုတာကိုတော့သိတဲ့သူလက်ချိုးဟီလို့ရပါတယ်။အခုကျွန်မဗီဒီယိုကိုကြည့်ပြီးရင်တော့သိတဲ့သူတွေများသွားပြီဖြစ်လို့လက်ချိုးဟီလို့မရတော့ဘူးပေါ့နော်။ဒါဆိုရဲတိုက်ကြီးအကြောင်းဆက်လိုက်ရအောင်။ရဲတိုက်ကြီးကို New Sonnenstadt လို့ခေါ်ပြီးဂျာမနီနိုင်ငံအနောက်တောင်ဘက်မှာရှိတဲ့ဘာဗေးရီးယားပြည်နယ်က19ရာစုလက်ဟောင်းRomanesque နန်းတော်ကြီးကိုမှီညမ်းထားတာဖြစ်ပါတယ်။ဒီရဲတိုက်ကြီးကို Paris မြို့က Disneyland မှာလည်းတွေ့နိုင်တဲ့အပြင်နာမည်ကြီး animation Sleeping Beauty တဲ့က Aurora အိပ်ပျော်နေတဲ့ရဲတိုက်ဖြစ်လည်းတွေ့နိုင်ပါသေးတယ်။2006ခုနှစ်အထိ Disney ရဲ့ logo ဟာ 2D logo ကိုမှ motion နဲ့တွေ့ခဲ့ရတာဖြစ်ပြီးနောက်ပိုင်းမှာတော့ Walter Digital Studio ကနေ Disney အတွက် 3D နဲ့ဖန်တီးထားတဲ့ Cinderella ရဲတိုက်ကြီးကို logo animation အဖြစ်အသစ်ပြောင်းပေးခဲ့တာဖြစ်ပါတယ်။ Columbia Picture
အမျိုးသမီးတစ်ယောက်ကအမေရိကန်ရဲ့အမတ်သားဖြစ်တဲ့မီးတို့ကြီးကင်ထားပြီးတိမ်တွေကြားကနေထိုးထွက်လာတဲ့ကိုလံဘီယာပစ်ချာရဲ့ logo ကတော့ပရိသတ်ကြီးတို့အတွက်မှတ်မိလွယ်တဲ့ logo တွေကတစ်ခုလို့တောင်ပြောလို့ရပါတယ်။1924ခုနှစ်မှာ logo ကိုစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီးအဲ့ဒီချိန်တုန်းကဆိုရင် logo ဟာလက်နဲ့တေချာအချိန်ယူဖန်တီးထားတဲ့ဗကြီးတစ်ချက်နဲ့တူပါတယ်။အမျိုးသမီးဟာအခုလက်ရှိအတိုင်းအမေရိကန်နိုင်ငံရဲ့သင်္ကေတဖြစ်တဲ့မီးတို့ကြီးကိုကင်ထားပြီးသူ့ရဲ့သပင်တွေဟာလည်းတေချာအလှဆင်ထားတာကိုတွေ့ရမှာပါ။ဒါပေမဲ့တိမ်တိုက်တွေတော့မပါဘူးပေါ့။6နှစ်အကြာမှာတော့ logo ရဲ့ပုံစံဟာအနည်းငယ်တိုးတက်ပြောင်းလဲသွားပြီးတော့ logo တွေကအမျိုးသမီးဟာလည်းပေါ်လွင်ထင်ရှားလာပါတယ်။မီးတို့ကမီးရောင်တွေဟာတဖိမ့်ဖိတ်တောက်လောင်နေတာမျိုးထက်လောကကြီးကိုအလင်းပေးနေတယ်လို့မျိုးလင်းထိန်နေပြီးတိမ်တိုက်အနှင်းငယ်ဟာလည်းအမျိုးသမီးရဲ့နောက်မှာကိုလံဘီယာဆိုတဲ့စာတန်းနဲ့အတူရှိနေတာကိုပရိသတ်ကြီးတို့တွေ့မြင်ရမှာဖြစ်ပါတယ်။နောက်နှစ်အနှင်းငယ်အကြာမှာတော့အဖြူအမဲကိုလံဘီယာ logo ဟာအယောင်တွေစတင်စုံလင်လာခဲ့ပြီးကိုလံဘီယာရဲ့အဆက်အနေနဲ့ဖစ်ချာဆိုတဲ့စကားလုံးပိုလာခဲ့ကအခုလက်ရှိကိုလံဘီယာဖစ်ချာဆိုပြီးလူသိများတဲ့ logo စကားလုံးတစ်လုံးဖြစ်လာခဲ့ပါတယ်။1993ခုနှစ်မှာတော့အခုလက်ရှိပရိသတ်ကြီးတို့မြင်နေရတဲ့ကိုလံဘီယာပစ်ချာရဲ့ logo ကိုတဆင့်မြင့်ပြောင်းလဲခဲ့ပါတယ်။